ုံတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့မထတာစနစ်ကနေ YBS စနစ်ကို2019ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကစတင်ပြေးဆွဲခဲ့ပြီးလက်ရှိအချိန်မှာတော့ဘတ်စကားလိုင်း60ကျော်ကားစီးရေ4000ဝန်းကျင်နဲ့ပြေးဆွဲမှုများပြုလုပ်နေပါတယ်။ဒီတွေကတော့ဘယ်လိုပြောမလဲဒီအရှိတဲ့နောက်ဆင်းလေးတွေသူတို့တချို့မသိတဲ့လူတွေရှိတယ်တချို့ကလည်းတော်လေးတော့အဆင်ပြေနေပါပြီ။နေပါတချို့ကတော့မသိတဲ့လူတွေကြတော့လည်းအနောက်ကနေတက်တာလေးအရှိကနေပြီးတော့တချို့ဆိုရင်လည်းမသိဘူးနော်ဆင်းသွားတာမျိုးလေးတွေဒါလေးတွေပဲရှိပါတယ်အဆင်တော့ပြေးလာပါပြီတော်လေးတော့ခီးတဲ့တွေဘောပေါက်နားလည်လာပါပြီအများကြီးကောင်းပါတယ်ကျွန်တော်တို့ပြောဆိုတာသက်သာမယ်ဆိုရင်တော့ပေါ့အခုကကျွန်တော်တို့ကတော့လည်းတော့သူတို့တွေနားမလည်တော့ပြောနေရတဲ့မောင်းရတဲ့အခါမျိုးမှာအနေဘာညာကြီးတော်လေးတော့သတိထားပြီးတော့လောက်ကိုင်းနေရဟိုစပြီးတော့စပယ်ယာတွေရှိတော့နဲ့တော့မတူဘူးပေါ့နော်ကိုတော်လေးတော့ခက်ခဲတွေရှိပါတယ်ခီးသွားများအဆင်ပြေစေရန်အတွက်လက်ရှိမှာပြေးဆွဲနေတဲ့ YB ရဲ့ဘတ်စကားအလုံးကိုဇူလိုင်လ20ရက်နေ့ကစတင်ကရင်နောက်လိုက်ထားရှိတော့မှာမဟုတ်ပဲ gas box စနစ်များသာထားရှိတော့မှာဖြစ်ပါတယ်။ဒီလို gas box စနစ်ထားရှိရမှာပြည်သူများအနေနဲ့အကျွေပြဿနာများကိုပြေလည်စေရန်အတွက်လည်းမှတ်တိုင်တချို့မှာအကျွေလဲလှယ်ပေးတဲ့စနစ်တွေကိုလည်းထားရှိပေးထားမှာပါ။အစာပိုင်းကတော့ကိုအခက်အခဲတွေရှိရဲ့ကွယ်။ကျွန်တော်တို့ကားတွေကရှေ့ဘောက်ပဲတက်ရတယ်။နောက်ဘောက်ဆင်းရတယ်။အဲ့လိုမျိုးနောက်ဘောက်ကနေပြီးတော့တက်တဲ့လူတွေကိုပေါ့နော်အဲ့လိုမျိုးအဆင်ပြေအောင်လို့ဆိုပြီးတော့ဂိတ်တိုင်းမှာလူလေးတွေချပြီးတော့အဲ့လိုမျိုးပြောပြီးတယ်ပေါ့နော်ကျွန်တော်တို့ရင်လိုင်းအခုတော့နည်းနည်းတော့အသားကျပါတချို့ဆိုရင်ဗျာတရားရန်လေးတွေလဲပေးတဲ့အတွက်အပြင်ကားတွေစီးလဲပြောင်းစီးလဲသူတို့အတွက်အဆင်ပြေတယ်လူတယောက်ကိုကျွန်တော်တို့1000မိုးစီလဲပေးရင်နောက်လိုက်တွေမရှိတော့ပဲ gas box စနစ်ထားရှိခြင်းဟာပြည်သူများအတွက်သွားလာရအဆင်ပြေကအချိန်ကုန်သက်သာစေကြောင်းပြည်သူတွေကအခုလိုပြောကြားခဲ့ပါတယ်ဒီလို system ကြီးပြောင်းလဲသွားတာအရင်ကောင်းတယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုအချိန်ပေါ့နော်အဓိကကြတော့အချိန်ကုန်နဲ့သက်သာသွားတယ်ပြီးလို့ရှိရင်ဒီspare တွေပါတဲ့အတွက်ကြောင့်ပေါ့နော်လူပေါ့နော်လူဟိုဟာဘယ်လိုပြောရမလဲဆိုတော့အရင်တော့ကကြတော့အဲ့ဒါမလိုအပ်ဘူးလို့ထင်ပါတယ်ဒီ cash box ထဲကိုထည့်လိုက်တော့ဒီပို့ပြီးတော့မြင်မြန်ဆန်ဆန်နဲ့လူတွေကလည်းပို့ပြီးတော့စီကန်းရှိလာတယ်လို့ထင်ပါတယ်လက်ရှိ YB ရဲ့ရင်လိုင်းတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ရင်နောက်လိုက်များကိုထုတ်ပယ်ခြင်းမျိုးမဟုတ်ပဲရင်ပေါ်မှာအကျွေလဲပေးခြင်းမှတ်တိုင်တွေမှာအကျွေလဲလှယ်ပေးခြင်းများကိုလှုပ်ဆောင်ရမှာဖြစ်ပြီးလိုအားကအနေနဲ့လည်းတရက်ကို6000ဝန်းကျင်သတ်မှတ်ပေးထားပါတယ်။